အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့အတွက်နော်လက်ဖျားမှာငွေသီးမဲ့ကျွန်တော်တို့အစီအစဉ်လေးပဲဖြစ်ပါတယ်အဲဒီကျွန်တော်တို့ဆိုလို့ရှိရင်တော့ဒါအစီအစဉ်ကတော့ဘာအစီအစဉ်လဲခင်ဗျာ transform အကြောင်းအသေးစိတ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော် transform ပြီးလို့ရှိရင် transform swine ဒါလေးပါကျွန်တော်အပိုစုအနေနဲ့ထည့်ပေးထားပါတယ်ခင်ဗျာနော်အားလုံးလည်းအစီအစဉ်ကြလိမ့်မယ်လို့ယုံကြည်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကိုယ့်ရဲ့ကြေးရွာရက်ကွက်ဒေတာနော်တိုင်းပြည်နယ်အသီးသီးမှာကျွန်တော်တို့ transform ကိုထိုးဖောက်ချင်ကြတဲ့သူတွေရှိကောင်းရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဝါဒါဆိုရင်တော့ကျွန်တော်ရဲ့နာမည်နဲ့ဒီစီးပွားရေးနဲ့မိတ်ဆက်ပေးတဲ့သူကိုကျွန်တော်မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့နာမည်ကတော့ကိုပြည့်စုံလို့ပဲခေါ်ပါတယ်။ဒီနေ့ဒီစီးပွားရေးခွင့်လန်းကောင်းနဲ့မိတ်ဆက်ပေးတဲ့သူကတော့အခုလက်ရှိမှာဆိုလို့ရှိရင်တစ်လားကိုတသိန်းပန်းနဲ့ Ruby ယာတို့ပိုင်ဆိုင်ထားတဲ့လီတာကြီးညီမလေးနန်းဆန်တာပဲဖြစ်ပါတယ်။ဒီဒါဆိုရင်ကျွန်တော်ဒီနေ့လာပြီးတော့ပြောပြပေးမယ် transform အကြောင်းကအရန်အရေးကြီးပါတယ်။ကျွန်တော်တို့ဒီနေ့ transform ကိုထိုးဖောက်သွားပြီးတော့နော်ဝက်ကြီးကြီးမားမားပိုင်ဆိုင်ခြင်းတဲ့သူတွေအတွက်တကယ်အခွင့်အလမ်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်သင်ကြားပြီးတဲ့ပညာရပ်ကိုစာအုပ်နဲ့ဘောပင်လေးတွေနဲ့နော်မှတ်ထားပေးလို့ရမလားလို့နော်ရမလားခင်ဗျာရမယ်ဆိုရင်ကျေးဇူးโอเคနော်ဒါကတော့ကျွန်တော်တို့ဒီနေ့လက်ရှိလက်တလောဖြစ်ပြနေတဲ့အသီးသီးပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့မြေပျက်စီးခြင်းရှိမယ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဓာတုပစ္စည်းတွေအလွန်သုံးဆွဲမှုကြောင့်မို့လို့ဒီနေ့ကျွန်တော်တို့မြေပျက်စီးမယ်ပြီးလို့ရှိရင်အရင်းနှီးများပြီးတော့ကျွန်တော်တို့တွေအထွန်နေတာမျိုးတွေရှိမယ်ပြီးတဲ့အခါကျလို့ရှိရင်ထုတ်ကုန်ပစ္စည်းဈေးကျတဲ့အခါမှာကျွန်တော်တို့ရရှိလာတဲ့သီးနှံနော်ပဲဆိုလဲပဲပြောင်းဆိုလဲပြောင်းငရုတ်ဆိုလဲငရုတ်စသည်ဖြင့်ကျွန်တော်တို့ဒီနေ့ရရှိလာတဲ့သီးနှံထုတ်ကုန်ပစ္စည်းကဈေးကျတာနဲ့ဆိုတော့ကျွန်တော်တို့မကိုက်ဘူးတောင်သူဦးကြီးတွေအရန်စိတ်ညစ်ရတယ်ပြီးလို့ရှိရင်ဒီနေ့မြေချောင်းအင်းအိမ်မှာနော်ရေပြက်လက်ထားတွေအဲ့ဒီအချိန်တွေအခါမျိုးမှာတောင်သူဦးကြီးတွေစိတ်ညစ်ရတယ်ဒါတွေကဘာကြောင့်လဲဆိုလို့ရှိရင်အားလုံးကိုကျွန်တော်တို့ရှင်ပြီးတော့အားလုံးကိုဒီနေ့ကျွန်တော်တို့ရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဓာတုပစ္စည်းအသုံးများလို့ဖြစ်ပါတယ်ခင်ဗျကျွန်တော်မြန်မာနိုင်ငံမှာရှိကြတဲ့တောင်သူဦးကြီးတွေအားဆိုလို့ရှိရင်ဓာတုပစ္စည်းကိုအလွန်အကဲသုံးဆွဲလာခြင်းကြောင့်မို့လို့ဒီလိုမျိုးလက္ခဏာတွေစိုးဝါလာတဲ့လက္ခဏာတွေကျွန်တော်တို့ကြုံတွေ့လာကြရတယ်ခင်ဗျဒါဆိုရင်ဒီလိုမျိုးပြဿနာကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲဖြေရှင်းဖို့နီလန်းနေရှိပါတယ်ခင်ဗျနော်ဖြည့်ရှင်းဖို့နီလန်းနေရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့အာယုံဆုဆိုင်ပြီးတော့နားထောင်ပေးမယ်ဆိုလို့ရှိတော့မိမိတို့တွေတကယ်ကိုကောင်းမွန်တဲ့ဝင်ငွေတလန်းကိုတိဆောက်ထားနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ပြီဒါဆိုရင်ဒီနေ့ဒီလိုမျိုးပြဿနာတွေဖြစ်မလာစေဖို့အတွက်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲနော်โอเคကျွန်တော်တို့ဒီနေ့အပင်ကြီးထွားစေဖို့အတွက်နော်โอเคအဲ့တော့ကျွန်တော်တို့အပင်ကြီးထွားစေဖို့အတွက်ဘာတွေလိုအပ်တာလဲကျွန်တော်တို့အရေးကြီးပါတယ်ခင်ဗျနော်ကျွန်တော်တို့အပင်ကြီးထွားစေဖို့အတွက်ဆိုလို့ရှိရင်နော် NPK ဆိုတဲ့ကျွန်တော်တို့ဒီအရာကိုသိထားဖို့လိုအပ်တယ် NPK ဆိုတာဘာလဲကျွန်တော်နောက်မှရှင်းပြပေးမယ်နော်โอเคအဲ့တော့ NPK ဆိုတာဘာလဲဒီအရာကိုကျွန်တော်တို့တည်တည်ချာချာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အပင်ကြီးထွားစေဖို့တော့ကျွန်တော်တို့ဘာလိုအပ်လဲဒီကနေ့လိုအချိန်မျိုးမှာဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ဝင်ရောက်လောက်ကန်ပြီးတော့ရရှိခဲ့တဲ့ရလက်နော်ကျွန်တော်ဆိုလို့ရှိရင်ဒါ AR တိုင်းဟင်္သာခရိုင်အင်ကပူမြို့နယ် AR တိုင်းသားလေးတစ်ယောက်ဖြစ်ပါတယ်ခင်ဗျနော် AR တိုင်းသားဖြစ်တာကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ကဒီကနေ့အပင်အားစေးအသီးအားစေးကိုအများအပြားသုံးရတဲ့နေရာဖြစ်တယ်။ဘာကြောင့်လဲဆန်စပါးကိုကျွန်တော်တို့ကဒီနေ့အပြည့်အဝအသုံးပြုရတာဖြစ်တယ်။နော်ဆန်စပါးဆိုင်ရည်စပါးပေါ်ကျွယ်သွားတဲ့ AR တိုင်းလည်းဖြစ်တယ်ခင်ဗျ။သီးနှံတွေဆိုလို့ရှိရင်လည်း AR တိုင်းမှာအထွဲများကြတယ်။ဒါ AR တိုင်းသားကျွန်တော်တို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ transform ဟာကျွန်တော်တို့အတွက်ဘယ်လောက်ထိအရေးပါတာလဲဆိုတာကိုလာပြီးတော့ချပြပေးမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့ဒီနေ့ transform အကြောင်းကိုသိဖို့ဆိုလို့ရှိရင် transform plus ဒီနေ့မှာအသစ်ထုတ်လိုက်တာပေါ့နော်ဒါကြာခဲ့ပါပြီဒါပေမဲ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့လွန်ခဲ့တဲ့4-5-6 လလောက်မှရောက်သွားတာဖြစ်ပါတယ် transform plus အဲ့တော့အရင်လက်ဟောင်းလေးရှိပါတယ်ဒီနေ့ transform plus ဟာဆိုလို့ရှိရင်ဘယ်လိုမျိုးအရာလဲသိဖို့လိုရလားခင်ဗျဘာကြောင့်လဲကျွန်တော်တို့ဒီနေ့ transform ကိုသုံးဆွဲနေတဲ့သူတွေ transform အကြောင်းကိုမသိဘူးဆိုလို့ရှိရင်ကိုစီးတဲ့မြင်းကအထီးလားမသိအမှားပဲမသိဆိုအဆင်ပြေမလားမပြေဘူးနော်ကိုကဒီနေ့online ကိုပဲဖြစ်ဖြစ်အပြင်မှာ practical လက်တွေ့ချပဲဖြစ်ဖြစ်ကျွန်တော်တို့ကသင်ပြပေးနိုင်ဖို့လိုအပ်ပါတယ်ခင်ဗျဒါကြောင့်ဒီနေ့အာယုံစုစိုက်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့အစိမ်းရောင်သည်အမြင့်နဲ့ပင်စီနဲ့အရွက်တို့အတွက်အထောက်အကူပြုပါတယ်နောက်ထပ်ကျွန်တော်တို့အဝါရောင်သည်အပွင့်နဲ့အသီးအတွက်အထောက်အကူပြုပါတယ်အဲ့တော့တချို့ကြတော့အသီးအားစေးနဲ့အပွင့်အားစေးဆိုပြီးဝယ်သွားလိုက်တာအစိမ်းရောင်ကြီးအစင်ပြေလားခင်ဗျအစိမ်းရောင်ကြီးလေအစင်မပြေဘူးလေအဲ့တော့သူတို့လိုချင်တာကအမြင့်ကဲပင်စီရဲ့အရွက်ရဲ့ဒီအတွက်လိုချင်တာကိုဝယ်သွားတာကအဝါရောင်ကြီးအဆင်ပြေလားမ
မပြေဘူးအဲ့ဒီမှာလွယ်ချော်ချော်တွေဖြစ်ပြီးတော့ကျွန်တော်တို့ပစ္စည်းရတော့မကောင်းတာမဟုတ်ဘူးလွယ်ချော်ချော်ဒါလေးကိုကျွန်တော်တို့ကဂယုမဆိုင်မိလိုက်တာအဲ့ဒီမှာလွယ်ချော်ချော်တွေဖြစ်ပြီးတော့ကျွန်တော်တို့သီးနှံတွေကအထွက်မတိုးတော့ဘူးဒါကျွန်တော်တို့လုံးဝစန့်ကျင်ဘက်တွေဖြစ်သွားတာပေါ့နော်โอเคအဲ့လိုမျိုးတွေမဖြစ်စေဖို့အတွက်ဒါလေးကိုအာရုံစူးစိုက်ပြီးတော့မှတ်ထားပေးဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ transform plus ဟာဒီကနေ့မှာဆိုလို့ရှိရင်ဒီနေ့ဒါဆွမ်းဆောင်ပလက်အပင်အားသေးပေါ့နော်အပင်အားသေးရဆိုလို့ရှိရင်ဒါကျွန်တော်တို့ထိုင်းနိုင်ငံမှာတကယ့်ကိုစုတစိတ်ရရှိထားတာဖြစ်ပါတယ်ဓာတ်ခွဲခန်းတွေကနေပြီးတော့တကယ့်ကိုတရေဝင်းနော်ဒီကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ transform plus ဟာဆိုလို့ရှိရင်တောင်သူဦးကြီးများအတွက်တကယ့်ကိုတဘာဝနော်တဘာဝဆေးတစ်ခုဖြစ်တယ်ပြီးလို့ရှိရင် organic စစ်နော် nano နည်းပညာနဲ့ထုတ်လုပ်ထားပြီးတော့တဘာဝ organic စစ်ဖြစ်တယ်ဆိုတာကိုထောက်ခံချက်အပြည့်အဝရရှိထားပါတယ်ခင်ဗျလက်ခုပ်တီးလို့ရတယ်ခင်ဗျဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီနေ့ transformer ဒီနေ့ transform plus ဟာရိုးတာမန် transform တဲ့ဘာတွေပို့ပြီးတော့ပေါင်းထည့်ထားတာလဲဒါကိုသိဖို့လိုအပ်တယ်ခင်ဗျထပ်တိုးတက်အတောနစ်နဲ့ဗီတာမင် B1 ထပ်ပြီးတော့ပေါင်းထည့်ထားပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနေ့ transform plus ဟာဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းမွန်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ခင်ဗျနော်ဈေးကွက်ထဲမှာကျွန်တော်တို့ဘာကြောင့်ထိုးချဲတင်တာလဲဒီနေ့ကျွန်တော်တို့ပါဝင်ပစ္စည်းတွေအားဆိုလို့ရှိရင်အနည်းလိုဓာတ်ကမက်ဂနီဆီယမ်နော်မက်ဂနီဆီယမ်အောက်ဆိုက်ရှိမယ်ပြီးလို့ရှိရင်ဖြစ်ဆက်ရက်စာကဇင်းနောက်ထပ်ဆိုလို့ရှိရင်ထပ်တိုးဓာတ်ကအတောနစ်နဲ့ဗီတာမင် B1 ဆိုပြီးတော့3မျိုးရှိပါတယ်ခင်ဗျဒီလို3မျိုးရှိနေမှသာလျှင်ကျွန်တော်တို့အပင်အားသေးအသီးအားသေးမှာကျွန်တော်တို့သုံးဆွဲရတာအဆင်ပြေမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီအနည်းလိုတဲ့အကြောင်းလေးရှင်းပြပေးရအောင်နော်အနည်းလိုတဲ့ဟာဆိုလို့ရှိရင်မက်ဂနီဆီယမ်ဖြစ်ပါတယ်โอเคမက်ဂနီဆီယမ်အောက်ဆိုက်ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ကလိုဖီရဲ့နော်ဖွဲ့စည်းပုံတွေပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ကျွန်တော်တို့ပိုတိုလိုက်စစ်ကိုကျွန်တော်တို့အားပေးတယ်ပိုတိုလိုက်စစ်ဆိုတာဘာလဲကျွန်တော်တို့ဒီပိုတိုလိုက်စစ်ဆိုတာ၄မျိုးနဲ့ဖွဲ့စည်းထားပါတယ်ခင်ဗျပိုတိုလိုက်စစ်ဆိုတာ၄မျိုးနဲ့ဖွဲ့စည်းထားပါတယ်ကျွန်တော်တို့ sunlight နေရောင်ခြည်ကစုပ်ယူမှုအားကောင်းဖို့လိုအပ်တယ်နောက်ထပ်ဆိုလို့ရှိရင်ကျွန်တော်တို့ကာဗွန်ဒိုင်အောက်ဆိုက်နောက်ထပ်အောက်ဆီဂျင်နောက်ထပ်ဝါတာဒီ၄ခုကိုကျွန်တော်တို့နော်ဒီနေ့စုပ်ယူမှုအားကောင်းတယ်ဒီကောင်ကကျွန်တော်တို့ကလိုဖီရဲ့ဖွဲ့စည်းပုံတွေပါဝင်တဲ့ထပ်ဖြစ်ပြီးတော့ကျွန်တော်တို့ပိုတိုလိုက်စစ်ကိုသူကလုံးဝအကျိုးပြုပေးတာဖြစ်တယ်အဲ့တော့ပိုတိုလိုက်စစ်ကကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်၄မျိုးရှိတယ်နော်မှတ်မိလားခင်ဗျရေးထားနော်ရေးမထားရင်မရဘူးနော်โอเคအရေးကြီးပါတယ်အဲ့တော့ပိုတိုလိုက်စစ်ရဆိုလို့ရှိရင်၄မျိုးရှိပါတယ်ဆန်လိုက်ရဲ့ကာဗွန်ဒိုင်အောက်ဆိုက်ရဲ့အောက်ဆီဂျင်ရဲ့ဝါတာရဲ့ဝါတာကဘယ်နေရာမှာပေးတာလဲကျွန်တော်တို့ဒီနေ့အမြင့်ရေပေါ့နော်ရေဟာဆိုလို့ရှိရင်ဒီနေ့အမြင့်တက်ကိုဆွဲယူမှုကိုအလွန်အားကောင်းတယ်ဒီနေ့ကျွန်တော်တို့သဲကန်တာရတချို့သောရေပြတ်တဲ့နေရာတွေမှာဒီနေ့ transform ဘူးကိုအစိမ်းရောင်လေးကိုကျွန်တော်တို့ဖြန်းပေးခြင်းအဖြစ်အမြင့်အတွက်သူဟာဆိုလို့ရှိရင်ရေထက်လုံးဝအပြည့်အဝရရှိထားတာဖြစ်တယ်โอเคနောက်ထပ်ဆိုလို့ရှိရင်အစာချက်ချင်းနဲ့ product ထုတ်လုပ်ခြင်းကိုအကျိုးပြုပေးပါတယ်အရန်ကောင်းတယ်ခင်ဗျဒီနေ့ကျွန်တော်တို့လူရဲ့ခန္ဓာကိုယ်မှာလည်းသက်ရှိသတ္တဝါတွေအားလုံးဟာကျွန်တော်တို့ပါဝင်ပါတယ်သက်ရှိသတ္တဝါတွေအားလုံးထဲမှာလူပါဝင်ပါတယ်ဒါကြောင့်မလို့အပင်မှာလည်းကျွန်တော်တို့အစာချက်ချင်းဆိုတဲ့နော်ကျွန်တော်တို့အာနိသင်ရှိတာဖြစ်ပါတယ်အဲ့တော့ protein ဓာတ်ကိုထုတ်လုပ်ပြီးတော့အမြင့်ရဲ့လှုပ်ဆောင်ချက်များကိုပုံမအားကောင်းစေပါတယ်ခင်ဗျ transform ဒီနေ့နော်ဒီ plat 1ဟာဆိုလို့ရှိရင်နောက်ထပ်ဆိုလို့ရှိရင်ဒီနေ့နော် phosphorus ဓာတ်ကိုကျွန်တော်တို့စုပ်ယူပေးနိုင်ပါတယ်အရန်ကောင်းတယ်နော်ဒီနေ့ကျွန်တော်တို့ phosphorus ဆိုတာကဒီနေ့ကျွန်တော်တို့အမြင့်တွေစသည်ဖြင့်ကျွန်တော်တို့သုံးဆွဲတဲ့သူတွေကျွန်တော်တို့ဒီနေ့အပင်တွေထွက်လာပြီဆိုလို့ရှိရင်အမြင့်တွေပါတယ်ရှိတယ်ခင်ဗျနော်မှန်လားခင်ဗျအပင်မှာဆိုလို့ရှိရင်အမြင့်ရှိမယ်ပင်စင်ရှိမယ်စသည်ဖြင့်ဒီလိုမျိုးအမျိုးအစားအပိုင်းခြားရှိတယ်အဲ့ဒီမှာကျွန်တော်တို့ phosphorus ဓာတ်ကိုဒီနေ့စုပ်ယူမှုအားကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တောင်သူဦးကြီးများအတွက်သုံးရတာအရန်ထဲမှာအဆင်ပြေသေးတာပဲဖြစ်ပါတယ်နော်ဒါဆိုရင်နောက်ထပ်ကျွန်တော်တို့ဒီနေ့အနည်းလိုဓာတ်ကိုသွားမယ်နော်အနည်းလိုဓာတ်ပြီးလို့ရှိရင်ဒီမှာโอเคကျွန်တော်တို့ဖြည့်ဆွတ်ဓာတ်စာဘာရှိမလဲဇင်းနော်ဇင်းဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ကလိုရိုဖီနော်ကလိုရိုဖီကိုတိဆောက်ပေးနိုင်တယ်အဲ့တော့ကလိုရိုဖီကိုတိဆောက်ပေးနိုင်ပြီးတော့အောက်ဆင်းလို့ခေါ်တဲ့ဟော်မုန်းဓာတ်ကိုတိဆောက်ပေးနိုင်ပါတယ်ကျွန်တော်တို့ဘာကြောင့်ဈေးကွက်ထဲမှာဒီနေ့ transform ကိုထိုးချဲရတာလဲသိသင့်ပါတယ်ခင်ဗျတချို့တောင်သူဦးကြီးတွေဆိုလို့ရှိရင်စနစ်တကျစိုက်ပျိုးတဲ့တောင်သူဦးကြီးတွေကိုမယုံရင်မေးကြည့်ပါဘာလောက်ကလဲဆိုတော့ဈေးကွက်ထဲမှာဇင်းကိုအလွယ်တကူသွားပြီးတော့ဝယ်ပြီးတော့အပင်တွေဖြန်းရတယ်ဘာကြောင့်လဲဒီကောင်မှာဟော်မုန်းဓာတ်နဲတယ်လူမှာဟော်မုန်းဓာတ်ရှိလားခင်ဗျမိန်းကလေးမှာရောရှိလားယောက်ျားလေးမှာရောကျွန်တော်မှလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ယောက်ျားလေးတွေတော်တော်များများဟာဒါလူနဲ့ရှင်ပြပေးမယ်ပေါ့နော်အသက်ကြီးလာတဲ့အခါမှာဟော်မုန်းဓာတ်တွေနဲလာတဲ့အခါမှာစိတ်မရှိခြင်းတွေစသည်ဖြင့်ဒီလိုမျိုးလူဟာတာချောနေတာစိတ်မရှိတော့နော်โอเคအဲ့ဒီလိုပဲခင်ဗျအပင်တွေမှာဆိုလို့ရှိရင်လေကျွန်တော်တို့ဟော်မုန်းဓာတ်နဲလာလို့ရှိရင်ဟော်မုန်းဓာတ်ဖြည့်ဆွတ်ပေးဖို့အတွက်
ဇင်းဆိုတဲ့အရာကိုတကူးတကဈေးထဲမှာဈေးကြီးပေးပြီးဝယ်ရတယ်ခင်ဗျဒီကနေ့ transform ထဲမှာဇင်းကိုပေါင်းဆက်ပြီးဖော်ဆက်ထုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက်ဘာလို့သေးလဲတောင်သူဦးကြီးရပါဘောနော်ဟုတ်တယ်ဟုတ်လားနော်ပြည်တီဦးလို့ပြောလိုက်ရင်ယူတောင်သွားအောင်မယ်နော်โอเคအဲ့ဒါကြောင့်မလို့ကျွန်တော်နောက်ထပ်ဒီမှာဆိုလို့ရှိရင်ထပ်တိုးထက်ကဘာတွေပါဝင်တာလဲနော်အတောနစ်နဲ့ဗီတာမင် B1 ဆိုပြီးပါဝင်တာဖြစ်တယ်အတောနစ်ရဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဘာတွေကောင်းမွန်တာလဲအတောနစ်ရဲ့အဓိကအရေးကြီးဆုံးအရာက3မျိုးဖြစ်ပါတယ်အမြင့်3မျိုးရှိပါတယ်အတောနစ်ကအမြင့်အတွက်ကောင်းတာဖြစ်ပါတယ်โอเคအတောနစ်ဆိုလို့ရှိရင်ရေတောင်းမြင့်ရှိမယ်ရေမှတ်ထားပေးပါနော်ရေတောင်းမြင့်ရှိမယ်ပြီးလို့ရှိရင်အမြင့်ပွားတာရှိမယ်အဲ့ဒီအမြင့်ပွားတာကိုထပ်ပြီးတော့လက်ဆင့်ကမ်းပွားသွားတဲ့အမြင့်ငယ်လေးတွေဆိုတာရှိမယ်အဲ့ဒီအတွက်ဒီကောင်ဟာအားကောင်းစေတာဖြစ်ပါတယ်နော်အတောနစ်ရဆိုလို့ရှိရင်ဒီအတွက်အရန်ထဲမှာကောင်းမွန်တာဖြစ်တယ်ဒါကြောင့်မို့လို့အပင်ကြီးထွားမှုကိုပုံမအားကောင်းစေတယ်အပင်များကျွန်တော်တို့ဒီနေ့အပင်ငယ်များထွက်လာခြင်းကိုလည်းပုံမအားကောင်းစေတယ်စောစောကကျွန်တော်တို့ဒီနေ့အပင်လေးတွေ9ရက်သားမှာထွက်လာပြီဆိုလို့ရှိရင်ဘာဖြစ်လဲကျွန်တော်တို့ပေရဖူးဆိုတာလေးရှိတယ်ခင်ဗျမှန်လားခင်ဗျနော်ပေရဖူးလေးတချို့တောင်သူဦးကြီးဆိုသိတယ်ခင်ဗျနော်ပေရဖူးလေးတွေစသည်ဖြင့်ဒီကနေစပြီးတော့ထွက်လာတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒီအကောင်ကိုပို့ပြီးတော့တွန်းအားနော်နောက်ကနေကျွန်တော်တို့ energy ပေါ့နော်ဒီနေ့နော်ဖို့ပေါ့တွန်းအားပေးနိုင်တာနော်အရန်ထဲမှာကောင်းတယ်နောက်ထပ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ပူလွန်းအေးလွန်းနဲ့ယာတီများမှာလည်းယာတီဥဒုထံကိုကြံ့ကြံ့ခံနိုင်တယ်ခင်ဗျ transform ဆိုလို့ရှိရင်ဒီနေ့ transform plus 1ဆိုလို့ရှိရင် atomic B1 ဆိုလို့ရှိရင်အဲ့ဒီလိုမျိုးယာတီဥဒုထံကိုကြံ့ကြံ့ခံနိုင်တာဖြစ်တဲ့အတွက်ဒီနေ့အပင်များအတွက်လုံးဝကောင်းမွန်သေးပါတယ်နောက်ထပ်ဆိုလို့ရှိရင်အပင်ရဲ့အစိပ်ပိုင်းအသီးသီးများကိုလည်းဟော်မုန်းဓာတ်ကိုလည်းပို့ပြီးတော့ကျွန်တော်တို့ဒီနေ့ဟော်မုန်းဓာတ်ကိုပို့ပြီးတော့တွန်းပို့ပေးနိုင်တယ်အရှိမကျွန်တော်တို့ဟော်မုန်းဓာတ်ဇင်ထဲမှာလည်းပါပြီးသားပဲဒီအတော်နဲ့မှာလည်းပါပြီးသားပဲဒါဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ခါထပ်ပါတော့မကောင်းလားခင်ဗျအရန်ကောင်းတယ်နော်ဟုတ်ပြီနောက်ထပ်ဆိုလို့ရှိရင်ကျွန်တော်တို့ Linux တက်တိဆောက်ပေးခြင်းကြောင်းဘာတွေဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့ပိုးမွားတိရစ္ဆာန်အန်တရယ်များကိုကာကွယ်ပေးနိုင်တယ်ဒီနေ့ Linux ဆိုတဲ့အဓိပ္ပာယ်ကအဆိုတော်မဟုတ်ဘူးနော်မှားမှာဆိုလို့အဲ့တော့ Linux ဆိုတာကလူတစ်ယောက်မှာကျွန်တော်တို့ဓာတ်လိုက်တဲ့အချိန်ကြာလို့ရှိရင်ဒီ Linux တက်နဲ့ပြန်ပြီးတော့ဖြည့်ပေးရတယ်ခင်ဗျဒါမှသာလေကျွန်တော်တို့ဒီနေ့လူရဲ့ဓာတ်လိုက်တဲ့ခန္ဓာကိုယ်ဓာတ်ထဲမှာရှိတဲ့အရာတွေကိုပြန်ဆွဲထုတ်တာအဲ့ဒီလိုပဲ transformer လဲကျွန်တော်တို့ဒီနေ့ခန္ဓာရေးရှိဖို့အတွက်ဆိုလို့ရှိရင်ပိုးမွားတိရစ္ဆာန်စသည်ဖြင့်ဒီနေ့အပင်ရဲ့ဝေါနိုင်ရန်တွေကိုကျွန်တော်တို့ပို့ပြီးတော့ကြန့်ခိုင်စေတာပဲဖြစ်ပါတယ်အဲ့ transform ကျွန်တော်တို့ဒီနေ့အတော်နစ်ရဆိုလို့ရှိရင်ပိုးမွားနဲ့ကျွန်တော်တို့ယောဂလက္ခဏာအဲ့ဒီအရာတွေကိုပို့ပြီးတော့ကြန့်ခိုင်စေတာပဲဖြစ်ပါတယ်ခင်ဗျโอเคเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ atomic B1 ဆိုလို့ရှိရင်ဒီ transform plat ထဲမှာထည့်ပေးထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တောင်သူဦးချင်းများအတွက်သုံးရတာအဆင်မပြေဘူးလားခင်ဗျာပြေတယ်တချို့ဆိုလို့ရှိရင်အပြင်မှာသွားပြီးတော့ပြေးဝယ်ရတာမျိုးတွေဒါမျိုးတွေကျွန်တော်တို့မဖြစ်စေရတော့ဘူးအိုးဟိုအရန်ကောင်းတယ်เนาะဟုတ်ပြီနောက်တော့ဆိုလို့ရှိရင်ပါဝင်ပစ္စည်းเนาะပါဝင်ပစ္စည်းပြတဲ့အခါမှာထပ်တိုးဓာတ်ကဆိုလို့ရှိရင်တော့ဗီတာမင် B1 လို့ခေါ်ပါတယ်ခင်ဗျဗီတာမင် B1 ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့လူတွေဆိုလို့ရှိရင်လဲဗီတာမင်အရန်အားနဲ့အဆင်ပြေလားခင်ဗျမပြေဘူးအဲ့တော့ကျွန်တော်ဒီနေ့ဗီတာမင် B1 ပေါင်းဆက်ပြီးတော့ထပ်တိုးတဲ့အဖြစ်ထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာအမြင့်ပွားနှုန်းကိုပုံမအားကောင်းစေတယ်အမြင့်မှာအာဟာရစုပ်ယူမှုကိုပုံမအားကောင်းစေပြီးတော့အပင်ကြီးထွားမှုကိုပုံမအားကောင်းစေတာပဲဖြစ်ပါတယ်ဒီနေ့ကလေးငယ်တွေလို့ပေါ့ခင်ဗျာဗီတာမင်ကျွန်တော်တို့မစီဘူးဆိုလို့ရှိရင်အဲ့ဒီကလေးဟာဖွံ့ဖြိုးနိုင်တယ်လို့မဖွံ့ဖြိုးဘူးခင်ဗျာနော်အရန်သေးငယ်နေတယ်အဲ့တော့ဗီတာမင်ဓာတ်ကျွေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီကလေးဟာလုံးဝကြီးထွားသူ့ရဲ့အသက်အရွယ်နဲ့ကျွန်တော်တို့ပိုင်းခြားပြီးတော့ကြီးထွားလာမှာဖြစ်တယ်အဲဒီလိုပါပဲအပင်တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဗီတာမင် B1 ဟာအလွန်အရေးကြီးပါတယ်ခင်ဗျဗီတာမင် B1 အားနည်းနေတဲ့အပင်ဆိုလို့ရှိရင်ဘာနဲ့အလားတန်တူလဲဆိုတော့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒီနေ့လမ်းသွားတဲ့အခါမှာအသက်အရွယ်အကြီးနေတဲ့အဖိုးကြီးတွေနဲ့တူတယ်ခင်ဗျနော်ခါကုန်းလည်းနှင်းလေးဝါတာပေါ့နော်အဲ့လိုမျိုးနဲ့အလားတန်တူပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဗီတာမင် B1 အားနည်းနေလို့တော့မရဘူးဒီနေ့အပင်တွေကိုကျွန်တော်တို့ဗီတာမင် B1 ထည့်ပြီးတော့သုံးဆွဲပေးဖို့လိုအပ်တယ်ခင်ဗျအဲ့လိုမျိုးဗီတာမင် B1 သုံးဆွဲပေးခြင်းအပြင်အပင်များဒီလိုမျိုးအကျိုးရလဒ်များစွာကိုရရှိနေမှာပဲဖြစ်ပါတယ်အဲ့တော့ဗီတာမင် B1 ကိုတောင်သူဦးကြီးတွေဟာတချို့နေရာတွေမှာတွားရောက်ပြီးတော့ဈေးကွက်ထဲမှာဈေးကြီးစွာဝယ်ယူနေကြတယ်ခင်ဗျဒါလုံးဝကျွန်တော်တို့အတွက်အဆင်မပြေသေးဘူးဒီနေ့ transform plat 1ထဲမှာထည့်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့တောင်သူဦးကြီးမအတွက်ဒီထက်ကောင်းတဲ့အစီအစဉ်တော့ဒီထက်မကောင်းတော့ဘူးခင်ဗျလက်ခုပ်တန်လေးကြားချင်တယ်ခင်ဗျဟုတ်ကဲ့ပါโอเคနော်ဒါကတော့ကျွန်တော်တို့ transform plat 1ရဲ့အသုံးပြုပုံဖြစ်ပါတယ်သေချာလေးမှတ်ထားဖို့လိုအပ်ပါတယ်အသုံးပြုပုံဖြစ်ပါတယ်
9ရက်15ရက်20 15ရက်20ဘယ်လိုသုံးရမှာလဲကျွန်တော်တို့ဒီနေ့ဟင်းသီးဟင်းရွက်နဲ့နော်ပန်းပင်များရာဆိုင်ခင်းများနှစ်ရှည်ပင်များအတွက်ကျွန်တော်တို့ဒီနေ့ CC တွေတတ်မှတ်ထားပါတယ်ခင်ဗျနော်ကျွန်တော်တို့ CC လေးတွေတတ်မှတ်ထားပါတယ်ဒီ CC လေးတွေကအရေးကြီးပါတယ်ခင်ဗျနော်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ဆက်ဆက်မောကုမ္ပဏီကထုတ်လုပ်ထားတဲ့ transformer ဆိုလို့ရှိရင်အပင်အားစေးဟာဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အရန်sorry very very important အလွန်အရေးကြီးတယ်ခင်ဗျဘာကြောင့်ပြောရတာလဲဒီ CC ကိုမှားထဲလို့ရှိရင်ရလမရဘူးခင်ဗျနော်တေချာအာယုံစုဆိုင်ပြီးတော့သုံးပေးပါကျွန်တော်တို့ CC မှားထဲလို့ရှိရင်ရလမရပါဘူးအဲ့တော့20 CC ရေ20လီတာနဲ့ကျွန်တော်တို့20 30 CC ဆိုလို့ရှိရင်ရေ20လီတာဒါကျွန်တော်တို့ရာခင်းအတွက်နှစ်ရှည်ပင်ကဘယ်လိုမျိုးအပင်လဲရာခင်းကဘယ်လိုမျိုးအပင်လဲဒီနေ့ရာခင်းဆိုလို့ရှိရင်ကြံခင်းတို့စသည်ဖြင့်ကျွန်တော်တို့ငရုတ်ခင်းတို့လိုအပင်မျိုးတွေနော်ဟင်းသီးဟင်းရွက်ပင်ကတစားနောက်ထပ်ရာခင်းကတစားနှစ်ရှည်ပင်ကြတော့ကျွန်တော်တို့ဒူးရင်းသီးပင်တို့မြင်ဘူးလားခင်ဗျကြိုက်လားဒီနေ့ transform နဲ့ဒီနေ့များလာလောက်လိုက်တော့သိကြတယ်နော်ဒူးရင်းသီးများဆက်စားရမယ်โอเคအဲ့တော့ဒီနေ့30 cc 40 cc ကနေစတင်ပြီးတော့အသုံးပြုနိုင်ပြီအဲ့တော့ကျွန်တော်ဒီနေ့လိုတိုးပိုရှော့အဖြစ်အခြေအနေပေါ်အပင်ရွယ်ပေါ်မူထားပြီးတော့ကျွန်တော်တို့အသုံးပြုပုံကိုပြောင်းလဲသွားနိုင်တယ်ခင်ဗျအဲ့တော့လိုတိုးပိုရှော့ကျွန်တော်တို့ဒီနေ့တတ်မှတ်ထားတာမရှိဘူးเนาะဒါတေချာလေးလှုပ်ထားဖို့လိုအပ်တယ်အပင်ပေါက်အရွယ်များနဲ့အသုံးပြုပုံကို90%ရှော့ပြီးတော့သုံးရမယ်ခင်ဗျဒါအရေးကြီးဆုံးအချက်ဖြစ်ပါတယ်အပင်အပေါက်ငယ်လေးတွေကိုကျွန်တော်တို့က 5cc 5cc လောက်ပဲမထည့်ဘဲနဲ့10cc သွားထည့်ရင်အဲ့ဒီအပင်လောင်ကျွမ်းသွားလိမ့်မယ်နော်ဘာကြောင့်လဲဆိုတော့ဒီနေ့ transformer ဆိုလို့ရှိရင်တဘာဝဓာတ်မြေဩဇာနန်နိုနီးပညာနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တွေအာယုံစူးစိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့သိသိချာချာလိုက်ပြီးတော့မှတ်သားဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျဒါကတော့ကျွန်တော်တို့ဒီလမှာကျွန်တော်တို့ပလုံမိုးရှင်းပေးထားတဲ့အရာလေးပဲဖြစ်ပါတယ်အိုးဟို6ဘူးဝယ်ရင်တဘူးလက်ဆောင်ရမယ်ခင်ဗျဒီမှာဆိုလို့ရှိရင်နော်6ဘူးဝယ်ရင်တဘူးလက်ဆောင်ရမယ်မကောင်းဘူးလားခင်ဗျလက်ခုပ်တန်လေးကြားနေပါတယ်ခင်ဗျအိုးဟိုโอเคဒါဆိုရင်တော့ transform plus 1အကြောင်းကိုတော့ကောင်းကောင်းလေးသိသွားပြီလို့ယုံကြည်တယ်နော်သိသွားပြီလို့ယုံကြည်တယ်ဒါဆိုရင်တော့ကျွန်တော်တို့ plus 2အကြောင်းလေးဆက်သွားလိုက်ရအောင်ခင်ဗျဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒီနေ့ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တကယ်ကိုနော်ထောက်ခံချက်အပြည့်အဝဆက်သက်မောကုမ္ပဏီကထုတ်လုပ်ထားတဲ့ transform plus 2အသီးအားစေးအပွင့်အားစေးဆိုလို့ရှိရင်ကျွန်တော်တို့တကယ်ကိုထောက်ခံချက်အပြည့်အဝရရှိထားတဲ့ပစ္စည်းလေးပဲဖြစ်ပါတယ်ခင်ဗျเนาะဒီနေ့နော်ဓာတ်ပုံတွေရိုက်ယူထားလို့ရတယ်ခင်ဗျဒါကျွန်တော်တို့တကယ်ကိုထောက်ခံစာချက်အပြည့်အဝရရှိထားတဲ့နော်အမှန်ကန်ဆုံးနဲ့အစစ်မှန်ဆုံးကျွန်တော်ထောက်ခံစာချက်ရရှိထားတဲ့တစ်စိတ်ပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဆက်သွားလိုက်ရအောင်နော်အဲ့တော့ transform plus 2မှာဘာတွေပါဝင်တာလဲเนาะဘယ်လိုမျိုးအရာတွေကျွန်တော်တို့ပါဝင်တာလဲဒီနေ့အ ਨੇ လိုတဲ့ရှိမယ်သူ့မှာလည်းဖြည့်ဆွတ်ထက်စာရှိမယ်ထပ်တိုးပစ္စည်းကအိုးဟိုကျွန်တော်တို့အရင်တုန်းကပုံမှန် transform ရှိတယ်အခုကထပ်တိုးလိုက်တဲ့ပစ္စည်းเนาะထပ်တိုးလိုက်တဲ့ပစ္စည်းကအတ္တလန်တိတ်သမုဒ္ဒရာမှာရရှိတဲ့မြောက်ပိုင်းကနေရရှိတဲ့ယဉ်ညိပြီးလို့ရှိရင် cytokinin လို့ခေါ်တဲ့ဟော်မုန်းဓာတ်ဒီအရာကိုထပ်မှန်ပြီးတော့ပေါင်းစည်းပြီးတော့ပေးထားပါတယ်ခင်ဗျအဲ့တော့အ ਨੇ လိုဓာတ်မှာဘာတွေပါဝင်တာလဲmagnesium ရဲ့ sulfur ရဲ့နောက်ထပ်ဖြည့်စွက်တဲ့ဆက်မှာဆိုလို့ရှိရင် iron ခေါ်အတူကောင်း Fe manganese ခေါ် Mn နောက်ထပ် copper ခေါ်ကျွန်တော်တို့ Cu ပေါ့နော် zinc ခေါ် Zn boron ခေါ် V ပေါ့ဒါအတူကောင်းရေးထားပေးထားတာဖြစ်တယ်။ Okay ဒီအကြောင်းအရာအားလုံးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့အ ਨੇ လိုတဲ့မှာဘယ်လိုမျိုးပါဝင်တာလဲနော်ကျွန်တော်ဒီနေ့အ ਨੇ လိုတဲ့မှာဆိုလို့ရှိရင် magnesium အရှိမလည်းပါခဲ့ပြီးသားမဟုတ်လားခင်ဗျ။နော်အပင်အားစိမှာလည်း magnesium ပါခဲ့လားပါခဲ့တယ်ဆိုတော့ကျွန်တော်တို့ပြန်ရှင်းပြပေးဖို့လိုသေးလားလိုတယ်လိုလားโอเคရှင်းပြပေးမယ်เนาะအဲ့တော့ဒီနေ့ magnesium အရှိမလည်းပါခဲ့တယ်အဒီမှာလည်းပါခဲ့တယ်ဆိုတော့ဘာလို့သေးလဲတောင်သူဦးကြီးอ่ะဗောနော်ပြည်တီဦးလို့ပြောလိုက်ရင်ယူတော်အောင်မယ်နော်တဖြည်းဖြည်းကျွန်တော်လည်းပြည်တီဦးဖြစ်တော့မယ်မတူတော့မတူပါဘူးနော်โอเค magnesium ဆိုလို့ရှိရင်ကလိုဖီဖွဲ့စည်းပုံတွေပါဝင်တတ်ဖြစ်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် podolysis နော် podolysis အတွက်အကျိုးပြုတယ် podolysis ဆိုတာကျွန်တော်အရှိမပြောခဲ့တယ်၄မျိုးကောင်းတယ်ဘာလဲမှတ်မိလားခင်ဗျရေးထားတဲ့သူတွေမှတ်မိပါဗောရေးထားလား sunlight နေရောင်ခြည်မှာအလင်းတန်းကိုစုပ်ယူမှုအားကောင်းတယ်နောက်ထပ်ကာဗွန်ဒိုင်အောက်ဆိုက်နောက်ထပ်အောက်ဆီဂျင်နောက်ထပ်ဝါတာကျွန်တော်တို့ဒီနေ့ကလိုဖီရဲ့ဖွဲ့စည်းပုံတွေပိုတိုလိုက်စစ်ကိုအကျိုးပြုပေးတာဖြစ်တဲ့အတွက်ဒီနေ့ကျွန်တော်တို့တွေသုံးဆွဲရတာအရင်ကမှအကျိုးပြုတယ်နောက်ထပ်အစာချက်ချင်းနဲ့ပရိုတင်းထုတ်လုပ်ခြင်းအတွက်အကျိုးပြုစေတယ်အမြင်များအတွက်လှုပ်ဆောင်ချက်ကိုပုံမအားကောင်းစေတယ်ခင်ဗျနော်ဒီနေ့ကျွန်တော်တို့မက်ဂနီဆီယမ်ဆိုလို့ရှိရင်အရှိမလည်းပါဝင်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ဖော်ဖာတက်လို့ခေါ်တဲ့နော်ကျွန်တော်တို့ဓာတ်ကိုလည်းစုပ်ယူမှုအားကောင်းစေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အပင်တွေကြီးထွားဖို့အတွက်အလင်းမြန်ဆုံးဒီကောင်ဟာတွန်းပို့ပေးနိုင်တယ်ခင်ဗျအရန်ကောင်းတယ်ခင်ဗျ
နော်โอเคနောက်ထပ်ဆိုလို့ရှိရင်တော့အနည်းလိုတဲ့ထဲမှာဆာလဖာဆိုလို့ရှိရင်တော့ဒီနေ့ဒီမှာဆိုလို့ရှိရင်ပရိုတင်းရဲ့အမိုင်နိုနဲ့ဗီတာမင် T စောက်ရတွင်အရန်နမအရေးပါတယ်အဲ့တော့ဆာလဖာကိုဘာကြောင့်ဈေးကွက်ကျွန်တော်တို့ထိုးဖောက်ရတာလဲဒီနေ့ဆာလဖာပါတဲ့ပစ္စည်းဘာကြောင့်သုံးရတာလဲအရန်အရေးကြီးတယ်ကိုယ့်ရဲ့မိဘထဲမှာကျွန်တော်တို့လေတွေကိုင်းတွေစိုက်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီနေ့အစိကိုရောင်းစားတဲ့သူတွေအပင်ကိုရောင်းစားတဲ့သူတွေရှိတာခင်ဗျကျွန်တော်ရှိတယ်နော်ကျွန်တော်ဆိုလို့ရှိရင်စဘာအစိကိုပဲရောင်းစားတယ်အပင်မရောင်းနော်ဖြစ်ထွန်းအောင်မစိုက်ဘူးအစိကိုပဲရောင်းတယ်ပြီးတဲ့အခါကျလို့ရှိရင်အဲ့ဒီအစိကနေပေါက်လာတဲ့အပင်ပြိုးပင်ကိုပဲပြိုးလက်ကိုပဲရောင်းစားတယ်ခင်ဗျပြီးလို့ရှိရင်ငရုတ်ဆိုလို့ရှိရင်လည်းငရုတ်ခုံကိုပဲရောင်းစားတယ်ကျွန်တော်တို့ခရမ်းကျင်ပြီဆိုလို့ရှိရင်လည်းခရမ်းကျင်ကုံကိုပဲရောင်းစားတယ်ခရမ်းပင်ဖြစ်အောင်မစိုက်ဘူးအဲ့လိုမျိုးစိုက်တဲ့သူတွေအတွက်အရန်သမားအဆင်ပြေတယ်စာရဖာနော်ကျွန်တော်တို့ဒီနေ့အပင်နဲ့အစိမ်းရောင်ဖြစ်စေမှုကိုကျွန်တော်တို့ဒီနေ့ဘာဖြစ်လဲဆိုတော့အပိုင်းအခြားတွယ်ဝိုက်ပြီးတော့ကျွန်တော်တို့ဒီနေ့အကျိုးပြုပေးတယ်ခင်ဗျစာရဖာဒီနေ့အပင်အစိမ်းရောင်ဖြစ်ဖို့အတွက်အပင်ဟာစိမ့်လန်းဆိုပြေစေဖို့အတွက်အပင်တွေဝါခြင်းစသည်ဖြင့်မရှိစေဖို့အတွက်ဒီနေ့စစ်စမောကုမ္ပဏီကထုတ်လုပ်ထားတဲ့ကျွန်တော်တို့ transform plat 2ဟာဆိုလို့ရှိရင်အဲ့ဒီလိုမျိုးတွယ်ဝိုက်ပြီးတော့ကျွန်တော်တို့တွန်းအားပေးထားတယ်ခင်ဗျအရန်ကောင်းမွန်တယ်နောက်ထပ်ဒီမှာဆိုလို့ရှိရင်အမြင့်နဲ့မျိုးစေ့ကြီးထွားမှုအတွက်ပို့ပြီးတော့ကျွန်တော်တို့နော်အားကောင်းစေတယ်အေးတံကိုလည်းကြံ့ခံနိုင်တယ်ခင်ဗျအဆင်ပြေလားခင်ဗျအရန်အဆင်ပြေတယ်ကျွန်တော်တို့ဒီတချို့သောနေရာတွေမှာရှိပါတယ်အေးတံလွန်ကဲတဲ့ဒေသတွေရှိပါတယ်ခင်ဗျအေးတံလွန်ကဲတဲ့ဒေသတွေဆိုရင်အဆင်ပြေလားမပြေဘူးကျွန်တော်တို့ဆာလဖာကိုတီးတန့်ဝယ်ပြီးတော့ဖြန်းနေရတာမျိုးတွေရှိတယ်ဒီနေ့ကျွန်တော်တို့လိုသေးလားခင်ဗျမလိုတော့ဘူးเนาะကျွန်တော်ဒီနေ့ဆာလဖာပါဝင်ပြီးသားပစ္စည်းကိုဖြန်းလိုက်ပြီဆိုတာနဲ့တခါတည်းပဲကျွန်တော်တို့ transform ဒီနေ့ရရှိတဲ့အသီးเนาะပြီးလို့ရှိရင်ကျွန်တော်တို့အသီးအလေးချိန်စီးမယ်ပြီးလို့ရှိရင်သူများတေကကိုတေကအဲ့လိုမျိုးစိုက်ပြိုးမယ်ဆိုလို့ရှိရင်အလေးချိန်ပြန်ပြီးတော့ချိန်ကြည့်တဲ့အခါမှာသူများကတရင်ကို30ရှိမယ်ဆိုလို့ရှိရင်ကိုဟာတရင်ကို35 40အဲ့လောက်ထိအချိန်လေးစီးနေတာပဲဖြစ်ပါတယ်ခင်ဗျလက်ခုပ်တီးလို့ရတယ်ခင်ဗျโอเคเนาะโอเคဒါဆိုရင်တော့နောက်ထပ်ကျွန်တော်တို့ဘာရှိအောင်မလဲဆိုတော့ကျွန်တော်တို့ဒီနေ့ဖြည့်ဆွတ်တတ်စာเนาะဖြည့်ဆွတ်တတ်စာတွေကတော့ကျွန်တော်တို့ဘာဝင်မလဲဆိုတော့ဒီမှာဆိုလို့ရှိရင်အိုင်းယွန်းရဲ့မက်ဂနီစ်ရဲ့ကောပါရဲ့နောက်ထပ်ဆိုလို့ရှိရင်2မျိုးကျန်သေးတယ်ဇင်းရဲ့ဘိုရွန်းရဲ့ဒီ5မျိုးပါဝင်တာပဲဖြစ်ပါတယ်အဲ့တော့ဖြည့်ဆွတ်တတ်စာတွေထဲမှာဆိုလို့ရှိရင်အိုင်းယွန်းကဆိုလို့ရှိရင်ကျွန်တော်တို့ protein တည်ဆောက်မှုကိုကျွန်တော်တို့ protein ရဲ့တည်ဆောက်မှုကိုကျွန်တော်တို့ protein တည်ဆောက်မှုတစ်ခုဖြစ်ပြီးတော့အစာချက်ချင်းအတွက်လည်းအရေးပါတယ်ကျွန်တော်တို့အသီးကိုကြီးထွားစေခြင်းအတွက်လည်းပို့ပြီးတော့အသားလှသေးတယ်အသီးကြီးပြီးတော့အသားလှတယ်ခင်ဗျနော်အသီးကြီးပြီးတော့အသားလှမယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့သွားပြီးတော့နှိုင်းရှင်ရမလဲဆိုလို့ရှိရင်တော့ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အပင်ဆိုင်နေကြတဲ့သူတွေအများကြီးရှိကြတယ်အဲ့ဒီမှာကျွန်တော်တို့ထွက်လာတဲ့အသီးပဲတောင်တန်ပေါ့ဥပမာပဲတောင်တန်ဆိုလို့ရှိရင်ကျွန်တော်တို့အခွန်ကြီးတွေကတော့အကြီးတွေပဲအထက်မှာအဆန်သေးသေးလေးရပြီးလို့ရှိရင်အဆန်တွေမပြည့်လာတာမျိုးတွေလေဖောင်းတွေအဲ့ဒီလိုမျိုးအန်တရယ်တွေကနေပြီးတော့လုံးဝကာကွယ်ပေးထားတဲ့အိုင်ယွန်ဓာတ်နော်အိုင်ယွန်ဓာတ်ဖြစ်ပါတယ်နောက်ထပ်ဆိုလို့ရှိရင်တော့မက်ဂနီစ်နော်မက်ဂနီးကတော့ကျွန်တော်တို့ဒီနေ့မက်ဂနီဆီယမ်ပေါ့နော်ကျွန်တော်တို့မက်ဂနီဆီယမ်ဆိုလို့ရှိရင်အပင်ရဲ့နော်ကျွန်တော်တို့ဒီအစာချေချက်ချင်းအတွက်လှုပ်ဆောင်တဲ့အခါမှာအရွက်အသီးအပွင့်စသည်ဖြင့်ကျွန်တော်တို့ဒီနေ့အဲ့ဒီအရာတွေကိုအထောက်အကူပြုပေးတယ်ခင်ဗျနော်မက်ဂနီဆီယမ်ဆိုလို့ရှိရင်ကျွန်တော်တို့အစာချေနိုင်စေဖို့အတွက်ဒီနေ့အပင်မှာကျွန်တော်တို့အသီးဖြစ်လာဖို့အတွက်နောက်ထပ်အပွင့်တွေဝေစားလာဖို့အတွက်အသီးတွေများများဆဆပွင့်လာစေဖို့အတွက်ကျွန်တော်တို့လုံးဝနောက်ကနေနော်ဒီနေ့ကျွန်တော်တို့ထောက်ပံ့ပေးထားတဲ့အရာဖြစ်ပါတယ်နောက်ထပ်ဆိုရင်ဒီထဲမှာ Fe နဲ့ N ဆိုတာကကျွန်တော်တို့နော် Fe နဲ့ N ဆိုတာကတော့ကျွန်တော်တို့ဒီ nitrogen နော် nitrogen ပါဝင်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့โอเคနော်ခဏလေးโอเคเนาะဒီမှာ ion နဲ့ကျွန်တော်တို့ nitrogen ion နဲ့ nitrogen ကျွန်တော်တို့ပါဝင်ပြီးတော့အသုံးပြုစေရန်အတွက်လှုပ်ဆောင်ခြင်းများကိုပုံမှုပြီးတော့ကူညီပေးနေတယ်ဒါဆိုလို့ကျွန်တော်တို့ဒီအပေါ်မှာ ion ကလည်းဒီ magnesium ထဲမှာပြန်ပြီးတော့ပါဝင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့သုံးဆွဲသူတိုင်းအတွက်အရန်နဲ့မှအဆင်ပြေချောမွေ့နေတယ်နောက်ထပ်ဆိုလို့ရှိရင် copper เนาะ copper ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့အစာချက်ချင်းအတွက်အကျိုးသက်ရောက်မှုရှိနေတယ်လို့ရှိရင်အစာချေထုတ်လုပ်ပေးနိုင်တယ်အသီးအပွင့်တို့အတွက်ကျွန်တော်တို့အကျိုးများစွာရရှိနေတာပဲဖြစ်ပါတယ်အဲ့တော့ copper ဓာတ်ကိုလည်းဒီကျွန်တော်တို့ transform plat 2ထဲမှာထည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့ဆိုလို့ရှိရင် ion magnesium စသဖြင့်ကျွန်တော်တို့ဒီနေ့ copper ဒီလိုမျိုးအရာကိုကျွန်တော်တို့ချေးရွာရက်ွက်ဈေးတွေထဲမှာဈေးကြီးပေးပြီးတော့ဝယ်ပြီးတော့အပင်တွေကိုစမ်းဖြန်းရတယ်ခင်ဗျ
ဒါဘာကြောင့်ဖြစ်ရလဲဆိုလို့ချင်းဒီလိုမျိုးအားတွေကောင်းလာစေဖို့အတွက်အပင်တွေအသီးတွေအရွက်တွေဒီလိုမျိုးအားကောင်းစေဖို့အတွက်ဖြန်းပေးရတာဖြစ်တယ်ဒီနေ့ဖြန်းစေရလို့သေးလားခင်ဗျာဘလို့တော့ဘူးတမျိုးတည်းနဲ့ကျွန်တော်တို့အစဉ်ပြေသွားပြီအဲ့တော့ဘာလို့သေးလဲတောင်သူဦးကြီးရပေါ့โอเคနောက်ထပ်ဆိုလို့ရှိရင်နှစ်ချက်ကြံသေးတယ်နော်ဖြစ်စောတတ်တဲ့မှာဇင့်အရှိမပါခဲ့ပြီးသားခင်ဗျမှန်လားခင်ဗျနော်အာယုံစူးစိုက်နေတဲ့သူတွေသိတယ်ပေါ့နော်မစူးစိုက်တော့မသိဘူးပေါ့โอเคကလိုရိုဖီကိုတိဆောက်ပေးနိုင်တယ်အောက်ဆင်းကျွန်တော်တို့ဟော်မုန်းဓာတ်ကိုပို့ပြီးတော့တွန်းအားပေးနိုင်တာဖြစ်ပါတယ်ကလိုရိုဖီဒီနေ့ကလိုရိုဖီရဆိုလို့ရှိရင်ကျွန်တော်တို့အရန်နမကိုကောင်းမွန်စေတယ်နော်ဆိုတော့ကျွန်တော်အရှိမပြောခဲ့တဲ့အတိုင်းပါပဲဈေးကွက်ထဲမှာဘာကြောင့်ကျွန်တော်တို့ transform plat 2ကိုထိုးဖောက်ရတာလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဈေးကိုတကူးတကကျွန်တော်တို့နော်ဈေးကြီးပေးပြီးတော့ဝယ်ပြီးတော့ဖြန်းနေကြရတယ်ဇင်းထက်အားနေလို့အပင်တွေမှာဇင်းထက်အားနေလို့ဆိုပြီးတော့ကျွန်တော်တို့ဈေးကြီးပေးပြီးတော့ဝယ်ပြီးတော့ဖြန်းနေရတယ်ဒီနေ့လိုသေးလားခင်ဗျမလိုတော့ဘူးဒါကြောင့်မလို့ဒီနေ့ transform ကိုသုံးစွဲနေကြတဲ့သူတွေဟာဆိုလို့ရှိရင်အချိန်ကုန်သက်တာမယ်ငွေကုန်ကြီးကြသက်တာမယ်ပြီးလို့ရှိရင်အရာရလက်များထွက်မယ်ဒါကြောင့်မလို့ transform ကိုဒီနေ့မြန်မာတပြည်လုံးအကုန်လုံးသုံးမယ်ဆိုရင်ပို့ကောင်းတယ်ခင်ဗျာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီလိုပြောလို့နိုင်ငံရေးပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကကိုယ့်ပစ္စည်းကောင်းတဲ့အကြောင်းပဲကိုပြောတယ်သူများပစ္စည်းမကောင်းကြောင်းဘယ်တော့မှမပြောဘူးโอเคနော်နောက်ထပ်ကျွန်တော်တို့ဘိုးတော်အကြောင်းဆက်သွားမယ်ခင်ဗျအဲ့ဒီဘိုးတော်ကမှအနှစ်ကျွန်တော်တို့ဘိုးတော်ကမှအနှစ်ဒီနေ့ဘီလို့သူ့ရဲ့ကျွန်တော်တို့တိုကောက်ရေးထားတယ်ဘိုးတော်ကတကယ်အနှစ်ပဲခင်ဗျဒီနေ့မြန်မာနိုင်ငံမှာဖျဲသီးစိုက်တဲ့သူရှိလားခင်ဗျလက်လေးထောင်ပါဦးဖျဲသီးစိုက်တယ်နော်ဖျဲသီးစိုက်တယ်โอเคနောက်ထပ်ဆိုလို့ရှိရင်သခွားသီးစိုက်တဲ့သူကျွန်တော်စိုက်တယ်နော်โอเคနောက်တစ်ဆိုလို့ရှိရင်ရောကျွန်တော်တို့ကြံတော့ပစ္စည်းတွေစိုက်တဲ့သူတွေအများကြီးပဲရှိတယ်ခင်ဗျအဲ့တော့ဘိုးလုံးတက်အားနေလို့ရှိရင်အဲ့ဒီအသေးအပင်တွေကမထိရောက်ဘူးခင်ဗျလုံးဝမထိရောက်ဘူးအချိုတက်အားနေတယ်ဖျဲသည်စားမလားခင်ဗျကြိုက်လားအချိုတက်အားနေဘယ်သူမှမကြိုက်ဘူးဘယ်သူမှမစားကြဘူးဒီဖျဲသည်ကဘာလဲကွာနော်စားသည်ဖြင့်စိတ်တူလိုက်တာဝယ်တော့ကတော့ကျွန်တော်တို့အလုံးကြီးပဲခွဲကြည့်လိုက်တော့အရသာမရှိဘူးနော်โอเคအဲ့တော့ကျွန်တော်တို့ဒီနေ့ဘိုးလုံးတက်ဟာဘယ်လိုမျိုးအရာတွေကိုအားပေးတာလဲဆိုတော့အပွင့်ခြင်းဟော်မုန်းကူးခြင်းအသီးသီးခြင်းနဲ့ကူညီပေးတာဖြစ်တဲ့အတွက်အသီးများကိုတကြားတက်ပို့ပြီးတော့အားပေးတယ်ခင်ဗျဒီနေ့ကျွန်တော်တို့အသီးတွေမှာတကြားတက်အားနေဆိုလို့ရှိရင်ချိုခြင်းရှိလားခင်ဗျမရှိဘူးเนาะအဲ့တော့ကျွန်တော်တို့တကြားတက်ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ဘိုးရင်းကိုအဲ့လိုမျိုးဈေးတွေထဲမှာပွားပြီးတော့ဘိုးရင်းကျွန်တော်တို့တွေဆေးဆိုပြီးတော့သွားဝယ်ပြီးတော့တီးတန့်ထပ်ပြီးတော့ဖြန်းရတယ်အပင်တွေအတွက်ဒီနေ့ကျွန်တော်တို့လိုသေးလားမလိုတော့ဘူးကျွန်တော်တို့ဒါထပ်ပြီးတော့ကျွန်တော်တို့ဖြည့်ဆွတ်ဓာတ်စာအဖြစ်ပါဝင်ပြီးတော့ကုမ္ပဏီကနေပြီးတော့ကျွန်တော်တို့ထုတ်လုပ်ပေးထားတာဖြစ်တယ်ခင်ဗျဒါကြောင့်မလို့ကုမ္ပဏီပတ်ရှင်တထင်းတို့အတွက်လက်ခုပ်တန်လေးကြားကြတယ်ခင်ဗျโอเคပါနောက်ထပ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကယ်ဆီယမ်နဲ့နိုက်ထရိုဂျင်ဓာတ်ကိုထုတ်ယူတဲ့နေရာမှာအထောက်အကူပြုပေးတယ်နော်အဲ့တော့ကယ်ဆီယမ်နဲ့နိုက်ထရိုဂျင်ဓာတ်ကိုထုတ်ယူတဲ့အခါမှာဒီကောင်ကအထောက်အကူပြုပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနံ့အရသာပြည့်စုံသွားစုံလင်သွားစားသုံးနိုင်တယ်ခင်ဗျအဲ့တော့အရသာအရွယ်အစားအလေးချိန်စသဖြင့်ဒီလိုမျိုးအရာတွေကိုကျွန်တော်တို့ပို့ပြီးတော့ပံ့ပိုးပေးနိုင်တာပဲဖြစ်ပါတယ် transform plat 2ဟာဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့တောင်သူဦးကြီးများသုံးနေတဲ့သူများတချို့သူတွေမသိသေးတဲ့အရာတွေရှိမယ်နောက်ပိုင်းမှာရှိသေးတယ်နော်အနှစ်တွေဒါကအပေါ်ယံလေးပဲကျွန်တော်ပြောနေတာနောက်ပိုင်းမှာအနှစ်တွေများပဲရှိတယ်နော်ဒီနေ့ကျွန်တော်တို့တောင်သူဦးကြီးတွေအတွက်နော်တချို့သူတွေမသိသေးတဲ့အရာလေးဆိုဒါလေးကျွန်တော်တို့ပြောပေးလို့မရဘူးလားခင်ဗျာဒါဆိုရင် transform ကိုထိုးပေါက်သွားရင်တော့ဝင်သိမ့်တဲ့တန်းနဲ့မပိုင်ဆိုင်နိုင်ဘူးလားအိုးဟိုတချို့သူတွေ transform ထိုးပိုက်လို့ crown diamond တွေတက်တယ်မဟုတ်ဘူးလားဒါပဲကျွန်တော်တို့နော်အဲ့လိုမျိုးထိုးပေါက်သွားရင်တော့ကျွန်တော်လည်းရနိုင်တယ်ခင်ဗျနောက်ထပ်ဆိုရင်ထတ်တိုးပစ္စည်း transform plat 2ထဲမှာထတ်တိုးပစ္စည်းနော်အပွင့်အားစေအသီးအားစေထဲမှာထတ်တိုးပစ္စည်းကျွန်တော်တို့စောစောကဘာလဲဒီနေ့အတ္တလန်တိတ်သမုဒ္ဒရာမြောက်ပိုင်းကနေရရှိတဲ့ယဉ်ညိနော်အဲ့ဒီယဉ်ညိဟာဆိုလို့ရှိရင်ဘယ်အတွက်ကောင်းတာလဲသိလားခင်ဗျသိတဲ့လူရှိလားအဲ့ဒီယဉ်ညိရဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့အပွင့်နဲ့ကျွန်တော်တို့အပွင့်အတွက်ကောင်းမွန်တာဖြစ်ပါတယ်ခင်ဗျเนาะဒီနေ့ကျွန်တော်တို့အတ္တလန်တွေသမုဒ္ဒရာမြောက်ပိုင်းကနေတကူးတကသွားရှာပြီးတော့ကျွန်တော်တို့ဒီ transform plat 2ထဲမှာထည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိုးဟိုအရန်နှမကောင်းမွန်တယ်ခင်ဗျเนาะအဲ့တော့အပင်အတွက်လိုအပ်သောအ ਨੇ လိုတဲ့မက်ဂနီဆီယမ်နဲ့အခြားဖြည့်ဆွတ်ဓာတ်စာများတွေပါဝင်သောတဘာဝဖြည့်ဆွတ်ဓာတ်စာတစ်မျိုးဖြစ်ပါတယ်နောက်ထပ်ဆိုလို့ရှိရင်လျှက်စစ်တက်ပြောင်းလဲပေးခြင်းကြောင့်အပင်မအစားစားရခြင်းကိုပုံမလွယ်ကူသေးတယ်အပင်တွေမှာလည်းလျှက်စစ်တက်ရှိတယ်ခင်ဗျယုံလားမသိဘူး
နော်တချို့သူတွေသိပါတယ်အပင်တွေမှာလျှက်စစ်ဓာတ်ရှိတယ်လူမှာလည်းကျွန်တော်ဒီနေ့အပင်မှာသုံးနေတဲ့လျှက်စစ်ဓာတ်ကိုပြောတာမဟုတ်ဘူးအပင်မှာသူ့လျှက်စစ်ဓာတ်နဲ့သူရှိတယ်လျှက်စစ်ဓာတ်ဆိုတဲ့အထိပ္ပယ်ကကျွန်တော်တို့အစာစားတဲ့အခါမှာလှင်မြန်ခြင်းကိုပို့ပြီးတော့တွန်းပို့ပေးနေတာလှင်လင်းမြန်မြန်ရောက်ရှိနေတာပေါ့အဲ့ဒီအရာကိုကျွန်တော်တို့ဆိုလိုခြင်းဖြစ်တယ်โอเคလျှက်စစ်ဓာတ်ပြောင်းလဲပေးနိုင်ရအပင်အစားစားရခြင်းကပို့ပြီးတော့လွယ်ကူတယ်အပင်တွေလည်းအစားစားတယ်ခင်ဗျနော်လူသားနဲ့ကဘာမြေကြီးပေါ့နော်အပင်တွေလည်းအစားစားတယ်โอเคအပင်အတွက်ရရှိတဲ့အနည်းလိုတဲ့ဖြစ်စွက်ဓာတ်စာတို့ပါဝင်ပါတယ်ခင်ဗျာအဲ့တော့အပင်ကြီးထွားမှုနှုန်းကိုပုံမို့ပြီးတော့အားကောင်းစေတယ်ဒီနေ့ကျွန်တော်တို့အက်တလန်သမုတ်တရားမှာရရှိတဲ့ကျွန်တော်တို့ယဉ်ညိမြောက်ပိုင်းကနေရရှိတဲ့ယဉ်ညိအဲ့တော့အသီးတို့အတွက်အလေးချိန်ရောအထွတ်နှုန်းကိုရောပါဒီနေ့အက်တလန်သမုတ်တရားကရရှိမြောက်ပိုင်းကရရှိတဲ့ယဉ်ညိကကျွန်တော်တို့စွမ်းဆောင်ပေးနေတာဖြစ်တယ်ခင်ဗျာအဲ့ဒီပစ္စည်းကို transform ပလက်တူးထဲမှာထည့်ပေးထားတယ်ခင်ဗျာအိုးဟိုโอเคနောက်ထပ်ဆိုလို့ရှိရင်တော့ထပ်တိုးပစ္စည်းထဲမှာကျွန်တော်တို့အက်တလန်သမုဒ္ဒရာမြောက်ပိုင်းမှာရရှိတဲ့ယဉ်ညိနဲ့စိုက်တိုခိုင်နင်လို့ခေါ်တဲ့ဟိုမုန်းဓာတ်နော်လူတွေမှာဟိုမုန်းဓာတ်ရှိတယ်နော်ရှိလားခင်ဗျမရှိရင်သေသွားမှာပေါ့โอเคအဲ့တော့ကျွန်တော်တို့ဟိုမုန်းဓာတ်စိုက်တိုခိုင်နင်လို့ခေါ်တဲ့ဟိုမုန်းဓာတ်အပင်များအတွက်တဘာဝအတိုင်းရှိတော်လဲနော်ကျွန်တော်တို့အလွန်နည်းနည်းပါးပါးအလွန်နဲပါတယ်ပေါ့အထူးသဖြင့်အရွက်နုမျိုးစစ်စသည်ဖြင့်ဒီလိုမျိုးအပင်အဖျားတွေမှာတွေးချိနိုင်သောဟိုမုန်းဓာတ်ဖြစ်တယ်ပြောရမယ်ဆိုလို့ရှိရင်အပင်လေးတွေစတင်ထွက်လာတဲ့အချိန်မှာနှစ်ခွနော်နှစ်ခွဆိုတာရှိတယ်နော်အဲ့တော့အပင်စတင်ကြပေရဖူးပေါ့စတင်ထွက်လာတဲ့9ရက်သားအချိန်ပေါ့9ရက်သားအချိန်မှာဆိုလို့ရှိရင်ဒီကောင်ကပေရဖူးလေးတွေအဖြစ်နှစ်ခွထွက်လာအဲ့ဒီထွက်လာတဲ့အချိန်မှာစိုက်တိုခိုင်နေရဆိုလို့ရှိရင်ကျွန်တော်တို့သူ့ကိုပို့ပြီးတော့အားပေးတယ်ကျွန်တော်တို့လေတံမိုးတယ်နော်လေတိုက်မယ်မိုးရွာမယ်အဲ့ဒီအချိန်မှာအပင်တွေကတိမ်မသွားဘူးတချို့သူတွေဆိုရှိတယ်ခင်ဗျ9ရက်သားမှာအပင်လေးတွေကထွက်လာတယ်မိုးကဖိချလေကဝေါဆိုတိုက်ချတာသွားရောနောက်တစ်ခါထက်ကြီးရအောင်နော်အဲ့လိုမျိုးအနေအထားမျိုးတွေရှိတယ်ဒီနေ့လုံးဝမဖြစ်စေရပါဘူးခင်ဗျကျွန်တော်တို့စိုက်တိုခိုင်နေလို့ခေါ်တဲ့ဟိုမုန်းဓာတ်ကဒီကောင်ကနော်လာစမ်းချိန်တဲ့လောက်လာစမ်းငါဘက်ကကြက်ကြက်ခံနေတယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်ခင်ဗျနော်โอเคနောက်ထပ်ဆိုလို့ရှိရင်ပရိုတင်းဓာတ်လှုပ်ဆောင်ခြင်းကိုပုံမအားကောင်းစေတယ်တို့တွေအကိုင်းထွက်ခြင်းနဲ့တို့တွေဒီနေ့အပွေးများခြင်းတို့ကိုပုံမအားကောင်းစေတယ်အသီးတွေမှာနော်အကိုင်းဆိုတာရှိလားအပင်မှာအကိုင်းဆိုတာရှိလားခင်ဗျပြီးလို့ရှိရင်အသီးမှာတို့တွေအပွေးဆိုတာရှိလားနော်အဲ့ဒီကျွန်တော်တို့ဘာသီးပဲဖြစ်ဖြစ်သူ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့အပွေးလေးတွေရှိတက်ကျင်မျိုးလူတွေမှာကျွန်တော်တို့နော်ဒီနေ့လက်တလုံးမွေးရှိတယ်လို့နော်လက်တလုံးမွေးရှိတယ်လို့အပင်မှာလည်းအပင်ရဲ့အသီးတွေမှာလည်းကျွန်တော်တို့အမွေးရှိပါတယ်ခင်ဗျအဲ့ဒီအပွေးများကိုကျွန်တော်တို့ပုံမို့ပြီးတော့အားကောင်းစေတယ်အဲ့တော့ဒီနေ့အသီးရှိမယ်အထက်မှာအဆီးရှိမယ်အပေါ်မှာအခွန်ရှိမယ်အပေါ်မှာအပွေးရှိမယ်ဆိုလို့ရှိရင်အဲ့ဒီအပွေးကိုကျွန်တော်တို့အားကောင်းစေတာဖြစ်တဲ့အပင်ကလာတဲ့အန်တရဲ့ပုံမှန်တလိမ့်ဆန်အဲ့ဒီအရာတွေကိုဒီကောင်ကချက်ခံနိုင်တယ်အဲ့ဒါကြောင့်ဒီကောင်ကတွန်းအားပေးနေတာဖြစ်တဲ့စိုက်တိုခိုင်နင်လို့ခေါ်တဲ့ထပ်တိုးပစ္စည်းကโอเคနော်နောက်ထပ်ဆိုလို့ရှိရင်တော့ strawberry ကန်ဓာတ်ကိုထုတ်လုပ်ပေးခြင်းဖြင့်အပွင့်ပွင့်ခြင်းကိုပုံမအားကောင်းစေတယ်မိတ်ဆွေတို့ရေနော်အဲ့တော့အရန်သမားကောင်းမွန်တယ်ဒီနေ့ကျွန်တော်တို့အပွင့်ပွင့်ခြင်းကို तू ကလုံးဝအားကောင်းစေတယ်ဖြစ်တယ်ဒီကောင် transform plat 2ပါဆိုလို့ရှိရင်အပွင့်ပွင့်ခြင်းကိုပုံမပြီးတော့အားကောင်းစေတယ်အပင်ရဲ့တို့တွေအသက်အရွယ်ရင်းမှုကိုလည်းရောချော့ချပေးတယ်ခင်ဗျဒီကောင်ကပါလဲဟော်မုန်းဓာတ်လူတွေမှာဟော်မုန်းဓာတ်ရှိတယ်မှန်တယ်ခင်ဗျစောစောကလည်းကျွန်တော်ပြောခဲ့ပါတယ်လူတွေကအသက်ကြီးလာတဲ့အခါမှာကျွန်တော်တို့ဟော်မုန်းဓာတ်တွေနဲသွားပြီဆိုလို့ရှိရင်အလုံးမလုံးရှင်တော့ဘူးပြီးလို့ရှိရင်စိတ်ထက်တက်ကြွမှုတွေမရှိတော့ဘူးစိတ်မရှိမှုတွေဖြစ်လာတယ်ဒါတွေအားလုံးကဟော်မုန်းဓာတ်နဲလို့ပဲဖြစ်ပါတယ်အပင်တွေမှာလည်းထုံနီး၎င်းပဲခင်ဗျကျွန်တော်တို့အပင်တွေမှာလည်းအဲ့လိုမျိုးထုံနီး၎င်းပဲဒီနေ့ကျွန်တော်တို့ဟော်မုန်းဓာတ်နဲလာပြီဆိုလို့ရှိရင်အဲ့ဒီအပင်ကမထကျင်တော့ဘူးတစ်သီးနှစ်သီးသုံးသီးအဲ့လိုမျိုးအထိစိုက်တဲ့သူတွေရှိတယ်တစ်သီးခူးလိုက်တယ်ဥမာပေါ့ကျွန်တော်တို့လက်တာပဲလုံးပြူလို့ပုံစံမျိုးပေါ့ခူးလိုက်တယ်တစ်ခါခူးလိုက်တယ်သွားပြီဟော်မုန်းဓာတ်မရှိရင်သွားပြီသူ့ကိုယ်သူမနိုင်တော့ဘူးလဲသွားပြီဒါပေမဲ့ဟော်မုန်းဓာတ်ရှိတဲ့အပင်ဟာဆိုလို့ချင်းတစ်ခါအချောက်ခူးထားတယ်အဲ့ဒီအဆိုကနေပြန်လဲအသေးဆန်းပြီးတော့အပင်ဟာနုပြိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့စိုက်တိုခိုင်နေလို့ခေါ်တဲ့ဟော်မုန်းဓာတ်ကိုဖြည့်ဆည်းပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ပြန်လဲပြီးတော့အပင်ဟာနုပြိုပြီးတော့အသစ်တစ်ဖန်ပြန်လဲပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုရင်နော်လူပြိုပေါက်ဆအရွယ်ပြန်ဖြစ်တယ်ပေါ့ဗျာနော်โอเคအဲ့တော့အရန်သမားကောင်းမွန်တယ်ခင်ဗျနော်ဒါကျွန်တော်တို့ဒါသဘောတဘာဝလေးပြောပြပေးတာနော်โอเคဒါဆိုဒါကျွန်တော်တို့ထပ်တိုးပစ္စည်းဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့စောစောကပြောခဲ့တဲ့ရင်ညှိအပုံလေးရင်ညှိအမုတ်ရိုက်ထားလို့ရပါတယ်အတ္တလန်လေးသမုဒ္ဒရာမြောက်ပိုင်းကနေရရှိတဲ့ရင်ညှိအမုတ်မှာနော်ဘယ်အတွက်ကောင်းတာလဲနော်အပေါ်မှာရှိတယ်နော်အပွင့်အသီးအရွက်ပင်စီ
နော်ဒီအတွက်ကျွန်တော်တို့ကောင်းမွန်တာဖြစ်တယ်နော်အတလန်လေသမုတ်တရားမြောက်ပိုင်းကနေရရှိတဲ့ယဉ်ညိဟာအကိုင်းအရွက်ထွက်ခြင်းကိုအားကောင်းစေတယ်အပွင့်နဲ့အသီးတို့ကိုတိုးစေပြီးတော့အရွယ်စားအလေးချိန်တို့ကိုတိုးစေတာပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့ဘာလို့ဒီလက်တောင်သူဦးကြီးရပါဘောနော်ဘာမလို့တော့ဘူးနော်โอเคအဲ့တော့ကျွန်တော်တို့ဒီနေ့ transform ကိုပြန်ပြီးတော့ပြောပြပေးလို့ရမလားခင်ဗျကိုယ့်ရဲ့တငယ်ချင်းတွေရှိမှဆိုရင်ပြောပြပေးလို့ရမလားကျွန်တော်ပြောပြမယ်နော်ဒါကတော့ကျွန်တော်တို့ဒါနဲ့တော့မဆိုင်ပါဘူး6ချက်သောကောင်းဆောင်တွေကဝယ်သူဖောက်တယ်10ဦးရှိရမယ်ဆိုတဲ့အထက်မှာကျွန်တော်စီမှာလာစင်လာတိုင်း transform တစုံလာစင်လာတိုင်းလာဝယ်တယ်ခင်ဗျာ AC ပဲနော်ဒါလည်းကျွန်တော်တို့ဂယူဆိုင်ရမှာပဲလေနော်ပြီးတဲ့ခါကျလို့ရှိရင်တခြားသောသူတွေဒီကနေစပြီးတော့ကျွန်တော်တို့မိုင်းပြောမယ်ဆိုလို့ရှိရင်ခြေလမ်းအများကြီးကိုရောက်နိုင်ဖို့အတွက်ခြေတလမ်းရပဲစတင်ရတာခင်ဗျနော်မှန်လားခင်ဗျဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့စီးပွားရေးလုပ်တဲ့ခါမှာလဲကိုယ့်ရဲ့ပစ္စည်းတွေအများကြီးရောင်းထွက်ရင်းနဲ့စီးပွားရေးလုပ်နိုင်ဖို့တဲ့ဆိုလို့ဒီလိုမျိုးတိတိမွားမွားလေးတွေကစတင်ရတာပဲဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်ကတော့ကြိုက်တယ်နော်အဲ့ဒီနေ့တစုံကနေပြီးတော့နော်အစုံ100အစုံ1000ဖြစ်တဲ့အထိကြိုက်တယ်ခင်ဗျနော်အသုံးပြုပုံနှုံးလေးဖြစ်ပါတယ်ဒါကတော့ transform plat 2ရဲ့အသုံးပြုပုံနှုံးလေးဖြစ်ပါတယ်โอเคနော်အသုံးပြုပုံနှုံးရဆိုလို့ရှိရင်နော်ဟင်းသီးရွက်ပင်ရှိမယ်ယာဟီပန်း